တာစလေ့ကျင့်မဲ့လူတွေကကျွန်တော်တို့ဂီတာတီးတဲ့အခါမှာကျွန်တော်အသုံးပြုတဲ့ဂီတာ pick လို့ခေါ်တဲ့ platform ကိုကျွန်တော်တို့အသုံးပြုပြီးတီးခတ်ကြတယ်အဲဒီအခါကျွန်တော်တို့ဒီ platform ကိုဘယ်လိုမျိုးကျွန်တော်တို့စနစ်တကျဂိုင်တွဲပြီးတော့လေ့ကျင့်ရမလဲဆိုတော့ဒီမိကုန်းလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြပြီးတော့မှာဖြစ်ပါတယ်ဗျအဲ့လိုမျိုးကြိုးကပြန်ပြီးတော့ဆွဲထားတဲ့ကြိုးကြောက်ခံအားနဲ့ရိုက်မိတဲ့အတန်တွေလည်းကြားရမယ်ပြီးလို့ရှိရင် platform ကြီးကအဲ့လိုလည်းဝင်သွားနိုင်တာပဲအားလုံးပဲမင်္ဂလာပါဂီတာ community ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဂီတာ platform တွေသွားဝယ်တဲ့အခါမှာဒီဂီတာ pick တွေကိုသွားဝယ်တဲ့အခါမှာကျွန်တော်အတွေ့အများဆုံး shape ကိုပြောပါဆိုရင်ဒီလိုမျိုး shape ပေါ့နော်ကျွန်တော်ဒီ triangle shape ပုံစံမျိုးကိုကျွန်တော် platform တွေကိုအတွေ့အများဆုံးပေါ့နော်အဲ့တော့အဲ့ triangle shape ပဲရှိရလားဆိုတော့ triangle shape ကြီးတည်တံ့ရတော့မဟုတ်ကျွန်တော်ဒီ oval shape လေးပေါ့နော်3 can ပုံစံမဟုတ်ဘဲနဲ့ဘဲဥပုံစံမျိုးကျွန်တော်ဂီတာ pick တွေနဲ့ကျွန်တော်ရှိရပေါ့နော်အဲ့တော့ဒီပုံစံကိုဘာကြောင့်ဒီလိုမျိုးပုံစံကိုကျွန်တော်လုပ်ထားလဲဆိုတော့ကျွန်တော်ကြိုးတွေအားလုံးခတ်တဲ့အခါမှာကျွန်တော်ဒီလိုမျိုးအရှိကြီးဖြစ်နေတဲ့ဘက်ကနေကျွန်တော်ခတ်မယ်ဆိုလို့ရှိရင်ကျိုးအတန်တစ်ခုတည်းကွဲပြီးတော့အတန်ကြီးကကျဲပြီးထွက်လာတာမျိုးတွေဒါမှမဟုတ်ကျိုးထောက်သွားတာကျိုးထောက်သွားတယ်ဆိုတော့ကျွန်တော်ဒီလိုမျိုးခတ်လိုက်တဲ့လက်ကကျိုး6ကျိုးကနေပြီးတော့နံပါတ်1ကျိုးဒီထိရမယ်အစားအဲ့လိုမဟုတ်ဘဲနဲ့6ကနေ9ကိုသွားတယ်9ကနေပြီး4ကိုသွားတယ်4မှာတင်တစ်ပြီးတော့ချော်ထွက်သွားတယ်အဲ့လိုမျိုးပြဿနာတွေဖြစ်မှာဆိုလို့ကျွန်တော်ဒီထိပ်ပိုင်းလေးကို3 ကံပုံစံမျိုးလေးကျွန်တော် shape လုပ်ထားတာဖြစ်တယ်ပေါ့နော်တကယ်လို့ oval shape တွေခုနပြောတဲ့ဘေးဥပုံစံ shape ဆိုရင်တော့ဒီထိပ်ပိုင်းလေးကတော့ချော်နေပေါ့နော်အဲ့တော့ကျွန်တော်ဂီတာ pick ကိုဘယ်လိုမျိုးကိုင်မလဲဘယ်လိုမျိုးစနစ်တကျကိုင်မလဲပေါ့နော်ကျွန်တော်ဂီတာ pick ကဒီလိုပုံစံမျိုးတွေပဲအများသောအားဖြင့်ရှိတဲ့အခါကျတော့ကျွန်တော်ဒီပုံစံလေးကိုပဲကျွန်တော်ဥပမာလုပ်ပြီးတော့ပြလိုက်ပါမယ်ကျွန်တော်ဂီတာ pick ကိုင်ဖို့အတွက်ကျွန်တော်ဒီလက်ပုံစံကတော့ဒီလိုအသေးပုံစံမျိုးလေးပေါ့နော် hat sign လေးပေါ့အဲ့ hat sign လေးကိုကျွန်တော်ဒီဂီတာ pick ကိုလာထည့်နော်အဲ့လိုမျိုးထည့်ထားမယ်ဒီလိုကိုင်လဲရပါတယ်ဘာမှမဖြစ်ပါဘူးဒီလိုကိုတောင်းစားဖြစ်သလိုနှစ်ချောင်းထားပြီးတော့ဒီပေါ်လက်မနဲ့ဖိပြီးတော့ကျွန်တော်ကိုင်လဲအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီလိုမျိုးကိုင်တယ်ပေါ့နော်နှစ်ခုလေးပေါ့နော်ဒီ၃ခုကတော့လွတ်ထားတယ်ပေါ့နော်ဒီလိုမျိုးကိုင်တယ်တချို့ကလည်းဒီလိုမျိုးကိုင်တာရှိပါတယ်နော်ကိုအဆင်ပြေတဲ့ကိုအတွက်တဖြစ်တဲ့အနေထားနဲ့ကိုင်လို့ရပါတယ်အဓိကအဲ့ဒါမဟုတ်ပါဘူးအဓိကအခုပြောပြမယ့်အကြောင်းအရာတွေကမှတကယ်အဓိကပေါ့နော်ဂယူဆိုင်မယ့်အရာတွေပေါ့နော်အဲ့တော့ကျွန်တော်ဂီတာဖိတ်ကိုကိုင်တဲ့အခါမှာဒီအချုံလေးကိုကျွန်တော်ကျိုးကိုတီးမဲ့ဘက်ကိုထားပါပေါ့နော်ကျွန်တော်တချို့ကျတော့ဒီလိုဆောင်းလေးကိုင်ဒီလိုစောင်းကင်တဲ့အခါမှာဒီဘေးနဲ့ခတ်အဲ့ခါကျလို့ရှိရင်ကျွန်တော်ဒီကိုကဒီနားလေးနဲ့ချိန်ထားတယ်ဆိုပေမဲ့ဒီနားနံပါတ်6ကျိုးတီးမိနေဒါပေမဲ့ဒီမှာအောက်ကိုကျတော့တဖြည်းဖြည်းနဲ့ဒီဘက်ကိုကတ်သွားတာဆိုတော့နံပါတ်1ကျိုးလောက်ကိုကြာရင်မထိတော့ဘူးအဲ့ဒီဘက်ချမ်းနဲ့ခတ်မယ်ဆိုရင်တော့ဒီလိုမျိုးထားပြီးတော့ဒီလိုမျိုးအောက်ကိုချပြီးတော့ခတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ဘက်ကရှော့သွားတာဖြစ်တဲ့1ကျိုးလို့2ကျိုးလို့3ကျိုးလို့မထိနိုင်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဂီတာဖိတ်ကင်အချုံကိုဂီတာကျိုးတွေကိုခတ်မဲ့ဘက်ကိုထားပါတော့ကျွန်တော်တို့ကဒီလိုမျိုးကင်တာဖြစ်တဲ့အတွက်အချုံကဒီဘက်ရောက်နေတာတချို့ကကျတော့ဒီလိုမျိုးခတ်တာလို့ရှိလို့ရှိရင်ဒီဘက်လေးနဲ့ဆောင်းလာလို့ရှိဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ပထမဆုံး view side ရဲ့အရာကတော့ကျွန်တော်ဂီတာဖိတ်ကင်လို့ရှိရင်ဂျိုးခတ်မဲ့နေရာဘက်ကိုဒီအချုံကိုထားပါပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးရင်ဒုတိယတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီဂီတာဖိတ်တွေကိုကင်တဲ့အခါမှာမြဲပါစေပေါ့နော်ဒီလက်ကလက်ညိုးရဲ့လက်မရဲ့ဘာလို့လဲဆိုတော့ကျွန်တော်ချော်ထပ်သွားတယ်ဖြစ်တယ်ဘာလို့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကျွန်တော်ဂျိုးရိုက်လိုက်တဲ့အခါမှာဂျိုးနဲ့ထောက်မိပြီးတော့ဂီတာပိတ်ကကြံခဲ့ပြီးလက်ကပဲထွက်သွားတာပေါ့နော်အဲ့လိုမျိုးတွေလည်းဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒါကိုကင်လို့ရှိရင်တခါလဲမြဲအောင်ကင်ပါကိုကမမြဲဘူးဆိုလို့ရှိရင်ဒီလိုမျိုးချောနေတဲ့အသားမျိုးမဝင်နေဒီမှာအထစ်ထိတ်ကလေးပူလေးနဲ့လောက်ထားတဲ့ဂီတာပိတ်ကလေးရှိတယ်အဲ့လိုဟာမျိုးလေးသွားဝယ်အဲ့ဒါဆိုလို့ရှိရင်ချောမထွက်ဘူးတော့တယ်နော်ဒါမျိုးဟာမျိုး plain ဆိုရင်တော့မတိတက်ဘူးဆိုရင်ချောထွက်သွားတာတွေပါဖြစ်တယ်ချောထွက်သွားဆိုတော့ကျိုးနဲ့ထောက်မိပြီးချောထွက်သွားတာဒါမှမဟုတ်သူကလက်ကလွတ်သွားတာပဲနော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ဒီအတွက်ကြောင့် view site ပါနောက်တစ်ခုကျွန်တော် view site မှာပါလဲဆိုတော့ကျွန်တော်တီးတဲ့အခါမှာဘယ်လိုမျိုးကျွန်တော် view site ရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ခုနပြောသလိုမျိုးပဲဒီမှာအချုံရှိတဲ့ဘက်ကိုကျွန်တော်ကျိုးခတ်မဲ့ဘက်ကိုထားမယ်နော်လက်ကလည်းဒီကမြဲအောင်ကင်ထားမယ်ဟုတ်ပြီအဲ့ဒါပြီးတော့ကျွန်တော်ကတီးမယ်ပေါ့နော်အောက်ကိုအရင်ချတီးမယ်ကျွန်တော်ဒီမှာတီးတဲ့အခါမှာဒီလိုတဲ့တယ်ကြီးမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာမြင်ရလားမသိဘူးကျွန်တော်ပြရတယ်ဒီလိုတဲ့တယ်ကြီးဆင်းသွားတာမဟုတ်အဲ့လိုတဲ့တယ်ကြီးဆင်းဘာဖြစ်လဲဆိုတော့ pattern ကိုသွားခြင်းနဲ့အနောက်ကိုမလိုက်ဘူးကျိုးနဲ့တစ်ပြီးကြံခဲ့တယ်လို့ဖြစ်တယ်အဲ့လိုတဲ့တယ်ကြီးမသွားဘဲနဲ့ဒီလိုဆောင်းလေးသွားဆောင်းလေးကိုမှအချုံဘက်ကနေနော်ပြေးလေးတစ်ခုချင်းစီအဲ့ဒါအောက်အထိကိုသွားမှာ6ကနေပြီးတော့ဟိုအောက်ကျိုးအထိကိုကျွန်တော်တို့အဲ့ဒီအတိုင်းကိုတီးပေးနိုင်ရမှာเนาะဒီလိုတဲ့တယ်မဟုတ်ဘူးเนาะဒီလိုတဲ့တယ်ဆိုလို့ရှိရင်ခုနပြောသလိုမှာเนาะအဲ့လိုကျိုးကပြန်ပြီးတော့ဆွဲထားတဲ့ကျိုးကြောက်ခံအားနဲ့ရိုက်မိတဲ့အတန်တွေလည်းကြားရမယ်ပြီးလို့ရှိရင် pattern ကြီးကအဲ့လိုလည်းဝင်သွားနိုင်တာပဲအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က pattern တွေကိုကင်တဲ့အခါမှာဒီလိုဂီတာနဲ့ထောက်မှန်ပုံစံမျိုးကြီးမဟုတ်ဘူးเนาะဂီတာကျူးနဲ့ဒီလိုတောင်းမှန်တဲ့တယ်ကြီးအဲ့လိုမျိုးကြီးကျွန်တော်ဒီလိုမျိုးကြီးသွားနေတာမဟုတ်ဘဲနဲ့ပြပြလေးကျွန်တော်ဒီလိုမျိုးချမယ်ပြန်တက်ရင်လည်းပြပြလေးဒီလိုလေးတက်မယ်ပြပြလေးဒီပဲလို့လုံးဒီလိုမျိုးလေးပေါ့နော်
နောက်အဲ့လိုမျိုးလေးသွားမယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးပြလိုက်ကြီးကျွန်တော်တို့မခတ်ဘူးဒီလိုမျိုးအပြားလိုက်ကြီးဆိုလို့ရှိရင်ကျွန်တော်ခုနပြောတဲ့ပြဿနာကြီးဖြစ်သွားနိုင်တယ်အိုးတွေကိုလည်းကျွန်တော်ဒီ pattern ကြီးပြုတ်ကျသွားနိုင်တယ်ပေါ့နော်လွတ်လည်းလွတ်ကျသွားနိုင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဆင်းရင်ဒီလိုပြပြလေးဆင်းမယ်ပြန်တက်ရင်ပြပြလေးတက်မယ်ပြပြလေးပဲလွတ်လွတ်ပါမယ်ပတ်လွတ်ထွက်သွားတာတွေပတ်ဖန်အိုးရဲတူးကျသွားတာတွေအဲ့လိုပြဿနာတွေမကြုံအောင်ကျွန်တော်ဘယ်လိုထိန်းချုပ်ရမလဲဘယ်လိုမျိုးကျွန်တော်ကင်သွဲရမယ်ဆိုတော့သိသွားပြီးနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်အရေးကြီးတာပေါ့နော်ကျွန်တော်တို့ဒါကတော့ပတ်ဖန်နဲ့တိတ်ပြီးတော့မဆိုင်မိမဲ့ဒါကြုံလို့ကျွန်တော်ပြောပြတဲ့တဘောပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီဂီတာလက်ခတ်တဲ့အခါမှာကျွန်တော်တို့ကလက်ခတ်တယ်ဆိုရင်ကျွန်တော်ဒီလက်ကောက်ဝစ်ပဲသုံးတာမဟုတ်ဘူးပေါ့နော်တော်တော်များများတကယ်တမ်းကျတော့ကျွန်တော်လက်ကောက်ဝစ်လေးကိုပဲသုံးပြီးတော့ကျွန်တော်ဂီတာဆိုတာတီးရတယ်ဒီလိုမျိုးအဲ့တော့ကျွန်တော်လက်ခတ်တဲ့အခါမှာလက်ကောက်ဝက်ကလေးကပဲလှုပ်နေပြီးတော့ဒီမှာရှိတဲ့တထောင်ကြီးကကျွန်တော်လုံးဝမလှုပ်ပါဘူး။သူကသူအငြိမ်လေးပဲထားတာဟို stage show ပေါ်မှာကျွန်တော်ဒီ electric guitar ကြီးတို့လွယ်ပြီးတီးနေတဲ့ခါမျိုးတွေမှာတော့ကျွန်တော်ဒီတထောင်မပြောနဲ့ပကုံးမှလှုပ်နေတာပေါ့။တကူလုံးလှုပ်နေတဲ့လူတွေရှိတာတော့အခုကကျွန်တော်တို့ acoustic guitar ကိုထိုင်ပြီးတီးနေတာမတည့်ရပြီးတီးနေတယ်ပဲထားပါအောင်ပေါ့နော်ကျွန်တော်တို့ acoustic guitar ဒီမှာတထောင်တင်ထားပြီးတော့အဲ့တထောင်လေးကကျွန်တော်တို့ငြိမ်နေရတာပဲတထောင်အဲ့တထောင်လေးလိုက်ပြီးလှုပ်ပြီးတော့ကျွန်တော်ဒီမှာလက်ကြီးကဒီလိုမျိုးကြီးခတ်လို့မရအောင်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်ကြာလာရင်ညောင်းလာမှာတစ်ချင်းတစ်ပုတ်တောင်မပြီးဘူးပေါ့နော်ကျွန်တော်ပထမ first နဲ့ pre လောက်မှလည်းညောင်းပြီး chorus လောက်ထိတော့မတီးနိုင်တော့တဲ့အနေထားတွေပါပြန်တော့ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ pattern ကိုမကင်နိုင်တော့တာကြာလာတဲ့အခါမှာချောနေပြီကိုကဒီလိုမျိုးကြီးလှုပ်ထားတဲ့အခါကျတော့နောက်ပြီးလို့ရှိရင်မထိန်းနိုင်တာအဲ့ဒီပြဿနာတွေမှာဖြစ်ချင်လို့ဆိုလို့ရှိရင်ကျွန်တော်တထောင်ကိုအငြိမ်လေးထားပါတထောင်ငြိမ်ပြီးတော့လက်ကောက်ဝက်ကပဲကျွန်တော်ဒီလိုမျိုးကျွန်တော် like ခတ်ပြီးပါနောက်တော့ကျွန်တော်ဒီမှာတစ်ခေါက်ပြန်ပြီးတော့ pattern ကိုလည်းခုနပြောသလိုအောက်ကိုပြပြလေးဆင်းမယ်အပေါ်ကိုပြပြလေးပြန်တက်မယ်တထောင်လည်းကျွန်တော်မလုပ်ပဲလက်ကောက်ဝက်ကိုပဲလှုပ်ပြီးတော့ကျွန်တော်ဒီချာတီးပြပါမယ်အခုကျွန်တော် pattern လေးနဲ့ round chord လေးတစ်ခုလောက်တီးပြပါမယ် G E minor C D ဆိုတဲ့ round chord ကိုကျွန်တော် pattern လေးနဲ့ solo ကိုလက်ကကိုသုံးပြီးတော့ကျွန်တော်ဖြည်းဖြည်းလေးတီးပြပါမယ်ကျွန်တော် pattern ချတဲ့ပုံစံလေးကပြပြလေးဖြစ်နေမှာဖြစ်ပြီးတော့ပြန်တက်ရင်လည်းဒီလိုပြပြလေးဖြစ်နေမှာပါဒီလိုအတက်လိုက်ကြီးကျွန်တော်တို့သွားမှာမဟုတ်ပါဘူးပေါ့နော်စပါမယ်1 2 3 4